ဗုဒ္ဓဘူးရာဟုသားသမီးများအားလုံးမင်္ဂလာပါခင်ဗျာဗုဒ္ဓဘူးရာဟုသားသမီးများအတွက်တပတ်စာနမိတ်ကလေးထွက်ပေါ်လာခြင်းဖြစ်ပါတယ်နမိတ်ကရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကိုဖတ်ကြားပြရမယ်ဆိုရင်မိမိဟာအညံ့ထဲကနေပြီးဆုံးတဲ့တပတ်တာဖြစ်ပါတယ်အညံ့ထဲကနေအကောင်ပြောင်းလဲမဲ့တပတ်တာကြုံတွေ့ရမယ့်တပတ်တာဖြစ်ပါတယ်မိမိပါဆုံးရှုံးနစ်နာထားတဲ့အရာတွေဒီပြန်လဲပြီးတော့အစဉ်ပြေလာခြင်းပြန်လဲရရှိလာခြင်းတွေဖြစ်ပါလိမ့်မယ်အဆောက်အဦကိစ္စနဲ့ပတ်သက်လာတာတွေစတင်ပြီးတော့အကောင့်တွေပေါ်လာခြင်းထို့နောက်မြေအယောင်းဝယ်ကိစ္စတွေမှာအယောင်းကိစ္စတွေအစဉ်ပြေတတ်ခြင်းအဝယ်ကိစ္စတွေမှာလည်းအစဉ်ပြေနိုင်ခြင်းအကျိုးမြတ်ရရှိနိုင်ခြင်းအနေအထားတစ်ရပ်ကိုကြုံတွေ့ရမှာဖြစ်ပါတယ်ရာဟုသားသမီးတွေဟာအဖက်ကနေညံ့နေတယ်ဆိုတဲ့ဟာကောင်းဖို့အတွက်ဖြစ်ပါတယ်မိမိကံစားတာတိုးတက်လာဖို့မိမိရဲ့လက်ပတ်တွေပိတ်နေတဲ့ငွေကြီးတွေရှုံးဆုံးနေတဲ့ဓာတ်တွေဒီနောက်ကောင်းလာမဲ့အနေအထားတည်းရဖြစ်ပါတယ်မိတ်ဆွေသည်အလုပ်တွေမှာညံ့နေတယ်အလုပ်တွေအဆင်မပြေဘူးအလုပ်ရှာဖွေရတွေအဆင်မပြေတာတွေဟာဒီတစ်ပတ်တာမှာတေချာပေါက်ရရှိမှာဖြစ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့တိုးတက်သောကောင်းမွန်သောပြောင်းလဲခြင်းတွေဖြစ်ပါလိမ့်မယ်အလုပ်တွေရရှိစေအလုံးမှာယာရုတက်ခြင်းကိစ္စတွေလည်းဖြစ်လာပါလိမ့်မယ်သို့ပေမဲ့မိတ်ဆွေဟာအယောင်းဝယ်ကိစ္စတွေမှာညံ့နေတတ်ပါတယ်အယောင်းဝယ်ကိစ္စညံ့နေတတ်ခြင်းဖြစ်တတ်ပါတယ်လက်တလောမှာအချိန်တွေမှာငွေကြီးတွေဒလဟောထွက်နေတတ်ခြင်းဒါတွေဖြစ်နေတတ်ပါတယ်ဒါတွေဟာဒီအခုလာမဲ့တပတ်တာမှာတော့ကံကောင်းခြင်းဖြစ်လာပါလိမ့်မယ်ဖုံးကံတွေတိုးတက်လာခြင်းကံစားတာတိုးတက်လာခြင်းဖြစ်ပါလိမ့်မယ်အချစ်ရေးအိမ်တော်ရေးမှာလည်းဆုံးရှုံးနစ်နာထားတဲ့အရာတွေပြန်လဲရရှိခြင်းအဟောင်းကနေအသစ်ဖြစ်ခြင်းအဟောင်းကနေအသစ်ဖြစ်ခြင်းဆိုတော့လက်ညံ့နေတဲ့အိမ်တော်ရေးအချစ်ရေးတွေမှာအကောင်းဆုံးဖြစ်လာတတ်ခြင်းအသစ်ဖြစ်လာတတ်ခြင်းကြုံတွေ့ရပါလိမ့်မယ်နိုင်ငံရေးခြားနဲ့ပတ်သက်လာတဲ့အကိစ္စတွေမှာဆိုရင်အစင်မပြေဖြစ်နေတာတွေအနောက်ရှက်ဖြစ်နေတာတွေဟာရပ်တန့်သွားပါလိမ့်မယ်အစင်ပြေမှုတရက်ကိုရရှိပါလိမ့်မယ်ကုညီမစားမဲ့သူတွေ့ပါလိမ့်မယ်တပတ်တာလုံးမှာကံကောင်းခြင်းနဲ့လက်ပွင့်ခြင်းနဲ့ဆိုရင်အမျှဝေပါကျေးဇူးထူပါထို့နောက်မိမိဖြစ်ခြင်းတဲ့ဆန္ဒကိုကျေးဇူးမှာမိထုံးစုတောင်းမှာကြီးစိုး